အရေးကြီးတဲ့ document file တွေ folder တွေကိုအခြားလူတွေအလွယ်တကူမမြင်ရအောင် MacBook မှာ hide လုပ်နိုင်တဲ့နည်းလမ်းလေးကိုဒီနေ့ဝေမျှပေးချင်ပါတယ်ကျွန်တော်ရဲ့ Mac ထဲကနေပြီးတော့မှကို hide လုပ်ချင်တဲ့ folder ဒါမှမဟုတ် file တစ်ခုကိုယူလိုက်ပါဒီမှာဆိုရင်တော့ကျွန်တော်နမူနာအနေနဲ့ဒီ desktop ပေါ်မှာရှိနေတဲ့ဒီ personal ဆိုတဲ့ folder လေးကိုကျွန်တော်က hide လုပ်ချင်ပါတယ်အဲ့တော့ကျွန်တော် hide လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် terminal ကိုခေါ်ပါမယ်အဲ့တော့ကျွန်တော် search ထဲကနေပြီးတော့မှ terminal ကိုရိုက်ခေါ်လိုက်ပါမယ်terminal window ကျလာပြီဆိုလို့ရှိရင်တော့အခုဖော်ပြထားတဲ့ကုတ်လေးကိုရိုက်ထည့်လိုက်ပါမယ် chflex hidden ဆိုတဲ့ကုတ်လေးကိုရိုက်ထည့်လိုက်ပါမယ် hidden ဆိုတာရဲ့နောက်ဆုံးလေးမှာ space တစ်ချက်ချပါမယ်ပြီးရင်တော့ကျွန်တော်တို့ hide လုပ်ချင်တဲ့ folder လေးကိုကျွန်တော်တို့ mouse နဲ့သွားပြီးတော့မှ drag and drop လုပ်ချလိုက်ပါမယ်အခုလိုမျိုး drag and drop လုပ်ချလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ enter ခေါက်လိုက်လို့ရပါပြီအခုဆိုရင်တော့ desktop မှာရှိနေတဲ့ personal ဆိုတဲ့ folder လေးကပျောက်သွားတာကိုတွေ့ရပါမယ်ဒါဆိုရင်တောင်လူတစ်ယောက်ကဒီ folder ကိုရှာတွေ့ဖို့မလွယ်တော့ပါဘူးအဲ့တော့အခုလိုမျိုး hidden ဖြစ်နေတဲ့ folder လေးတွေကိုကျွန်တော်တို့ကိုယ်တိုင်ပြန်ရှာခြင်းရောဘယ်လိုလုပ်မလဲဒါဆိုရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့မှ shift ရယ် command ရယ်ကျွန်တော်တို့ full stop လို့ခေါ်ပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ pdf လို့ခေါ်ပါတယ် shift command pdf ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ computer ထဲမှာရှိနေတဲ့ hide လုပ်ထားတဲ့ file တွေအကုန်လုံးကျွန်တော်တို့ပြန်ပြီးတော့ပေါ်လာပါပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ file လေးကိုပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကသုံးပြီးသွားတဲ့ခါကျလို့ရှိရင်ပြန်ပြီးတော့မှ hide လုပ်ချင်တယ်ဆိုရင်တော့ shift ရယ် command ရယ် pdf ရယ်ပြန်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ file လေးက hide ဖြစ်သွားပါပြီအခုဆိုရင်တော့အရေးကြီးတဲ့ data တွေကိုဒီနည်းလမ်းနဲ့ hide လုပ်လို့ရပြီဖြစ်ပါတယ်အကယ်၍အခုလိုမျိုးကျွန်တော်တို့ hide လုပ်ထားတဲ့ folder လေးကိုပြန်ပြီးတော့မှ normal တိုင်းပြန်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့အရင်ဆုံး shift command pdf ကိုနှိပ်လိုက်ပါမယ်အခုလိုမျိုး folder လေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့မှ terminal window တွေကိုသွားပါမယ်ဒီတစ်ခါကျရင်တော့အခုကျွန်တော်ပေးထားတဲ့ chflex no hidden ဆိုတဲ့ကုတ်လေးကိုရိုက်ထည့်ရပါမယ်ပြီးရင်တော့နောက်ဆုံးမှာ space လေးတစ်ချက်ချမယ်ပြီးရင်ကျွန်တော်တို့စောစောကလိုပဲဒီ folder လေးကို drag and drop လုပ်ချလိုက်ပါမယ်ပြီးရင်ကျွန်တော် enter ခေါက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီ folder လေးကပုံမှန်တိုင်းပြန်ပြီးတော့ဖြစ်သွားပါပြီအခုလက်ရှိမှာဆိုရင်တော့ folder လေးကမပြောင်းသေးပါဘူးဒါပေမဲ့ကျွန်တော်တခြားလမ်းကြောင်းလေးတစ်ခုကိုပြောင်းလိုက်မယ်ပြီးရင်ပြန်ပြီးတော့နှိပ်လိုက်မယ်ဆိုရင်ဒီ personal folder လေးကပုံမှန်တိုင်းပြန်ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီနည်းနဲ့ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ folder တွေကိုတခြားလူတွေအလွယ်တကူမမြင်ရအောင် hide လုပ်လို့ရပါတယ်အခုလိုမျိုး hide လုပ်လိုက်ုံနဲ့တော့ကျွန်တော်ရဲ့ data တွေကအပြည့်အဝလုံခြုံမှုမရှိသေးပါဘူးအဲ့တော့ဒီ data တွေကိုအပြည့်အဝလုံခြုံမှုရှိသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြပေးသွားပါမယ်